အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့စာရေးဆရာမခင်ခင်တို့ရေးသားထားတဲ့တောတရေစာဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်တောတရေစာကျမတို့မြို့တည်ရက်ကွက်ထဲကိုနေ့လည်နေကင်းရောက်လာတတ်တဲ့တရေစာတွေထဲမှာဂျုံယိုနို့ထမင်းတဲ့ကြီးတော်ကိုကျမတို့မျှော်နေကြခံတောင်းကြီးတွေကမုတ်ထက်ဒံအိုးကလေးတွေကတန့်ရှင်းတောက်ပြောင်သလိုမုတ်တွေကလည်းစားချင်းစပွဲကောင်းလာပါသည်ဂျုံယိုနို့ထမင်းတာကူယိုငှက်ပြောပေါင်းနွားနို့ခဲစုံလို့ဈေးကလည်း90ဖို့100ဖို့ဆိုတော့စားလဲစားပြောသည်ရိုးရမုတ်တွေကိုသာအာတီတရှိသောကျမအဖိုးအစဉ်ပြေတော်လဲနှစ်ခွဲတတသမီးလေးကတိတ်အာယုံရှိပုံမရဘာဖြစ်လို့များပါလဲအိမ်မှာအမြဲဝယ်ထားလေးရှိသည့်ပေါင်မုတ်လိုမုတ်ကျွတ်လိုကုတ်ကီလိုချောကလက်လိုဘစ်ကွတ်လိုမုတ်တွေကိုအမြဲထိတွေ့နေရတော့လေရိုးရမုတ်တွေကိုအရသာမတွေ့တော့တာများလားကျမတို့အိမ်မှာမနှက်စာကတော့တခါတရံထမင်းနဲ့အကျော်တခါတလေကောင်းငင်းပေါင်းနဲ့ပဲပြုတ်စားကြတာများပါသည်နေ့လည်နေခင်းအစာပြေစားနိုင်ဖို့အထားခံသောမုတ်ချောက်တွေဝယ်ထားရသည်မနီးမဝေးကဈေးဖက်ကိုရှောင်းနိုင်ရင်တော့ရိုးရာဓမာယုံဖျားပွဲတွေမှာတော့ရေမုတ်မုတ်လင်မယားခဲလန်ချောင်းထမနေအကျော်ဆုံးစသည့်မုတ်တွေဝယ်နိုင်သည်မန္တလေးကိုမြို့ဆိုပေမဲ့ရိုးရာမုတ်တွေကိုအချိန်မရွေးရနိုင်ပါသေး၏မြမတရေစာနှင့်မြမကတွင်အချိုးကိုက်လိုက်ပုံများတော့ကျမကျောင်းဆရာမဘွားကအိမ်အပြန်မှာအမေဖို့ရိုးရာမုတ်တစ်မျိုးမျိုးဝယ်ခဲ့ရစမြဲဖြစ်သည်ကျောင်းအပြန်မုတ်ကိုမျှော်တက်နေသည့်အမေကိုကျမနားလဲပါသည်တသက်လုံးတောတရေစာများနှင့်ကြီးပြင်းခဲ့ရသူဆိုတော့တခါတလေကျမအိမ်သားခရီးကြုံဝဲလာတတ်သည့်ဒိုနတ်တွေဘန်းပေါင်မုတ်တွေကိုအမေမကြိုက်ပါညီတို့ကလာမုတ်တွေစားတတ်ပေါင်အေးလို့ပင်ဆိုလိုက်သေးသည်ကလာမုတ်ဆိုသည်မှာကလာမုတ်လို့ခေါ်လိုက်ခြင်းဖြစ်၏အင်္ဂလိပ်မုတ်လူမျိုးခြားမုတ်ဆိုသည့်တဘောဖြစ်ပါသည်နေခင်းနေလေဆဆလာလောင်ရှိရင်တရေစာကလေးစားလိုက်ရမှအာသာပြေတာပါအေးစားရတာအစမပြေရင်ရွာမုတ်ကလေးတွေလွမ်းမိပါရဲ့ဘယ်သူမှလှုပ်ရောင်းနေတာဟုတ်ပေါင်တော့ကို့အိမ်ကိုလှုပ်စားကြတာပဲစားစမ်းပါလေအမေပြောတော့လေကျမကိုယ်တိုင်တောတရေစာကလေးများကိုသတိရလိုက်မိပါ၏ရွာမှာကမုတ်ပဲတရေစာလှုပ်ရောင်းသည်လို့မရှိကို့အိမ်မှာကိုဖောတီတီလှုပ်စားတတ်ကြသည်တောတရေစာဆိုတော့အများဆုံးကတော့ကောက်ညင်ထညက်မုတ်တွေကများသည်မုတ်စီကျော်မုတ်ဖတ်ထုံမုတ်ကြခွက်မုတ်ကြစီမုတ်ကျိုးလေမုတ်ကျွဲသည်မုတ်ပိုင်းတောက်မုတ်ခဲဖွယ်မုတ်လုံးကြီးလိုမုတ်တွေဖြစ်သည်ကရိကထမများချင်ရင်တော့ရွှေထမင်းစီထမင်းထိုးလိုက်တာများသည်ကောင်းညင်းမုံညက်ကိုစတော်ပဲလွန်ပြုတ်တစ်မျိုးမျိုးဖြင့်ရောနေကဂျင်းထောင်းကလေးဆွ၍ကြော်သောပဲမှုတ်ကြော်ပူနွနွေရွကလေးကိုကျမကြိုက်သည်တရေစာဆိုတော့လဲစီကုံထင်းကုံအချိန်ကုန်ကန်ကလှုပ်စားလေးရှိကြသည်မုံညက်ကိုလက်ဖွားတဲ့ပုတ်ချေကအတောင့်ကလေးတွေလုံးပေါင်းပြီးမှနှမ်းထောင်းကလေးဖြူစားရသောမို့ပိုင်းတောင်းကိုလည်းလှုပ်လေးရှိသည်စိမ့်ကလေးဆိုတော့စားလို့ကောင်းသည်ကြာစိခွက်ထဲကကြာစိကလေးတွေနဲ့တူတော့မုတ်ကြစီကျိုးနှစ်ချောင်းလိန်ထားတာနဲ့တူတော့မုတ်ကျိုးလေးရက်ကန်းပိုင်းတောက်ကလေးတွေနဲ့တူတော့မုတ်ပိုင်းတောက်လက်ကောက်ကွေးနဲ့တူတော့မုတ်လက်ကောက်ဒီလိုခေါ်လိုက်ကြတာပါအေးကျမတို့ရွာတွင်လာတာဒီညတွေမှာမုတ်ပေါင်းလှုပ်ရှားသည့်အလေးလဲရှိကြသည်များသောအားဖြင့်တောင်းတာရှိကြသည့်တောင်တူကြီးတွေကအိမ်ရှိတလင်းမှာဖြာချမ်းများခင်ကဝိုင်းလှုပ်ရှားကြသည့်မုတ်ပေါင်းပွဲဖြစ်သည်ကောင်းငင်းမုံနှင့်ဆံမုတ်ကိုစတူရောရေကြက်အေးနှင့်နေကမောင်းခွက်ထဲထည့်ထောင်းပြီးလျင်စင့်အင်တုံကြက်ပြဲကြီးတွေထဲတင်းနေအောင်တည်ရသည်ညာဖက်လာတာတလင်းပြင်မှာမီးဖို့3-4ဖို့ခွဲဖို့ကမြေပေါင်းအိုးများဖြည့်ပေါင်းကြရသည်အင်တုံထဲကမုံညက်တွေကိုရောက်သွားခွန်ဖြည့်ချစ်ယူကမြေစလောင်းဖုံးကလေးတဲ့ကိုတဲ့ကလှဲ့ထဲရသည်အပေါ်ကပဲလွန်စစ်5စစ်ဖြူကရေစောအဝတ်ပါဖြင့်ဆလောင်းဖုံးပါစုစည်းကပေါင်းအိုးခွင်ပေါ်မှောက်ချလိုက်ရသည်ပြီးမှအဝတ်ကို4ဘက်ဖြီချအဖုံးအုပ်ထားတအောက်နေလို့အဖုံးကိုလှန်လိုက်တော့နက်နဲ့ပြောင်မှုတ်ပေါင်းပူကလေးရပြီစီစွတ်အဝတ်တုတ်ကလေးဖြင့်တစ်ဖက်ရိုင်း
နှမ်းထောင်းကလေးဖြူမုတ်လို့သူကလို့စားသူကစားတဝါဝါတဟာဟာပွဲကြသည်ဝိုင်းကပွဲကြတရေစာစားရင်လူစုသည့်တလေများလားဒီဝိုင်းမှာစိုက်ရေးပြိုးရေးလှူရေးတန်ရေးစားရေးတောက်ရေးဘာအရေးညာအရေးပြောနိုင်ဆိုနိုင်အသိဖလှယ်နိုင်ကြသည်သူ့တည်ကိုတည်ဝင်းမျှနိုင်ကြသည်ဟိုအကြောင်းဒီအကြောင်းရှေးဟောင်းနောက်ဖြစ်ရောက်တဲ့ရာရာစကားစမြည်ပြောနိုင်ကြသည်တရေစာမုတ်ကိုအကြောင်းပြုပြီးအချင်းချင်းစစ်စစ်လုံးလုံးချစ်ချစ်ခင်ခင်နေကြတာပါအေးချားနာသူကကျွေးပါတယ်တော့လို့မေတ္တာပြတော့စင်းရဲသူကလည်းကျုပ်တို့ကလည်းစားပါတယ်တော့လို့မိုးတိတာပြကြတာကိုသမီးရဲ့ရွာတဲလူစီတော့ရွာစုတာပေါ့ရွာတဲလူခန့်တော့ရွာပါကန်းတက်တဲ့အမေတို့တော့ရွာဆိုတာဟာကတယောက်ကြားကန်နေကြရတာမဟုတ်လားအမေပြောတော့လဲတေးစာဝိုင်းကတန်ဖို့ရှိတာစောင်းခါများမှာတော့အခင်းထဲကပြောင်းဖို့ကစွန်းဥတွေကိုစားရပြီအခင်းထွက်တီးနှံတွေဆိုတော့အခုဖော်လက်ဆက်ပါပပိတနေပြောင်းမှုတကျဲကလေးတွေပေမဲ့စားရတာချိုပါသည်ကစွန်းဥလဲပြောင်းဖူးလဲကြီးတွေရွာထဲဖြတ်မောင်းလာတော့ကျမတို့ငငယ်ကလှဲနောက်ကလိုက်နိုင်ရသည်ကပင်ထမိန်ကပုံစားအပြေရသည်အိမ်ကအခင်းဖော်လေနော်အိမ်အောက်ခင်းထားသည့်ကျွန်းကရင်ကြီးအောက်နေဖို့ညစာကျင်းထားတကြပါသည်တကြရက်တွေမှာကစွန်းဦးထညက်မြေပဲရောကြိုကကစွန်းယိုထိုးကြသည်မြေပဲပေါ်လင်းမြေပဲအစိုပြုတ်မြေပဲလော်ပဲတီးတောင်းရှည်ကိုကြက်သွန်ဖူးနှင့်ရောပြုတ်ကမြေပဲနှင့်တုပ်စားကြသည်ကြက်သွန်ကိုရိပ်ရိပ်လှီးပြီးစံမှုံဂလုံးလက်သေးရွယ်မြေပဲဆိုင်ကလေးပျောက်ပျောက်ထဲကအပေါင်းကြော်ကြရသည်ຫນွေကြီးခေါင်ခေါင်ရောက်လင်းတော့တီတီတနန်ရှားပါကုန်ကြပြီဒီလိုအခါတွေမှာခြံတောက်ကတပိန်ပိန်တလိန်လိန်တီးရရှာသောမလကာတီးကလေးတွေကကျမတို့အတွက်တရေစာဖြစ်ရ၏ຫນွေသည်ဆိုတော့နေတချမ်းလောင်ကခြုံနေတတ်သည်မြေကဘာထိတ်ကဖိုးရင်ခြံဝိုင်းထဲကမကြီးချိုပင်မယမ်းချိုပင်ကလည်းကလေးများအဖို့တရေကြရသည့်တရေစာဖြစ်ပါသည်ကျမတို့ရွာတွင်မကြီးပင်တွေတရွာလုံးဖျောက်စိတ်ဆိုတော့လေဖိုးရင်မကြီးပင်ကအချိုပင်မဟုတ်လားရှားတောင်ရှားပါမကြီးအချိုပါကလားမကြီးဘူးကလေးများကိုအချင်းတိတ်ကကြက်သွန်ကလေးစီသက်တလိန်ထိုးထားသောချင်းစိတ်စိတ်တရေစာကလည်းရင်နွေးမြည်စရာကိုရွယ်နုထနောင်ရွယ်နုညောင်ချင်ဖူးနုနုကလေးတွေကိုခူကမြေပဲထောင်စီရွှဲရွှဲတုတ်စားရတာလေတောတရေစာဖြစ်ပါသည်တပင်ကြီးတွေကအရွက်ကိုစားတော့အသက်ရှည်သည်ဟုယုံကြည်ကြသည်။နွေရာသီရောက်တိုင်းအမေကြီးကဈေးသီးချက်ကိုထညက်ရည်ပြစ်ပြစ်နှင့်ကြိုးကကျွေးတတ်သည်။ဈေးရုပ်ကလေးကနှလုံးအေးတယ်။တဲချေကြောက်ကရဲ့ဖြစ်တာနိုင်တယ်။ဆေးပြေဝါဖြစ်စာဟဲ့ငါမြည်ရဲ့လို့ဆိုကသူနှင့်ကတ်လျက်ထားတတ်သည်။တောရဆိုတော့ငပိကလေးဆလောင်းဖုံးကပ်ပြီးကင်းကနှမ်းစီကလေးဆန်းကရင်နွေးမီးကြတာလည်းရှိပါသည်။ထန်းစော်လေးကလေးမြူးချိန်ကစလို့ထန်းရည်ချိုထန်းတီနုထန်းပင်မြင်ထန်းကထွက်သမျှဘယ်ဟာမှမလွတ်ရပါထန်းရည်ချိုကိုထမင်းချမ်းဖြစ်မှွေပြီးစားရတာကလည်းရွာကကလေးတိုင်းစားခဲ့ရဖို့သည်တရေစာတစ်မျိုးဖြစ်၏ရွာတောင်ပိုင်းမှနေသောအမေကြီးညံဤနှာရည်စုပ်မုတ်ကလေးများကိုလည်းသတိရမိပါသည်ထမင်းချမ်းအကျွင်းအကြံတွေကိုရေကလေးပြက်ပြက်စေးကလှမ်းထားရသည်ထမင်းချောက်ဖွဖွေးကိုအိုးကင်းဖြစ်လှော်၍ထညက်ဖြစ်ရောထောင်းပြီးအဆုပ်ကလေးတွေဖြစ်အောင်လုံးထားတာကိုနှာရည်ဆုပ်ခေါ်ခြင်းဖြစ်၏နှာရည်ဆုပ်လို့ဘာကြောင့်ခေါ်တာလဲလို့ကျမမေးကြည့်တော့စိုးနိုင်ပါအေးတသက်လုံးနှာရည်ဆုပ်ခေါ်ခဲ့ကြတာပဲအေးလို့ဖြေခဲ့တာတတိယမိပါသေးသည်နှာရည်ဆုပ်နှင့်ခက်ဆင်ဆင်တူသောနဘတ်ထညက်ဆုပ်ဆိုတာလည်းရှိသေးသည်ကျမတို့ချံအနောက်မြောက်တောက်ကုန်းကလေးပေါ်မှာစီကျိတ်သည့်စုံလဲဆင်ထားသောထန်းခလက်သေးကလေးရှိသည်ကျမတို့မှာစီစုံကုန်းဟုခေါ်ကြသည်နေကင်းဘက်တွင်စီကျိတ်ရာစီစုံကုန်းမှာကလေးများ၏စုရက်ဖြစ်ပါသည်စီကျိတ်ရင်ကတော့ပေါင်းမစီတွေဝါခနဲ့တွန်ကြလာလျင်စုံထဲမှမြေဘက်ဖက်တွေကျိန်လောက်ပြီးမြေပဲဖက်နှစ်ဖက်များကိုထညက်ထောင်းဖြေရောနေကဆုပ်ဆုပ်စားရသည်မှာအလွန်အရသာရှိလာသည်
ချိုစိတ်စိတ်နဘတ်ထညက်ဆုပ်သည်လဲကလေးများမတ်မောသောတောတရေစာပဲဖြစ်သည်တို့ကလေးတုံးကကဘာစစ်ကြီးဖြစ်နေတာကောအေးရွာထဲလေရဆော့ရတယ်ရှိပေါင်းတို့ဝိုင်းထဲမှာဘုံချင်းကြီးတူးထားတာတော်တော်အိမ်တဆောင်စားလောက်ရှိတယ်ကောင်းကင်ကလင်းရင်ပြန်တမ်းများကြရင်ကျွဲညင်အောင်လာပဟေးဆိုတဲ့ပြီးဘုံချင်းထဲပြေးစေရတာပဲတို့မေကြီးကမနက်မိုးလင်းရင်ဘုံချင်းထဲမယ်တောက်ရည်တအိုးဆဲလိတ်တပန်းပြီးတော့လက်ဖက်တအေးသွားပို့ထားလိုက်တာပဲတို့ကလေးတွေအတွက်ဆိုပြီးမြေဘက်နှစ်ဖက်နဲ့ထညက်တွေစုပ်ထည့်ထားတဲ့စလုံးကြီးကသလုံးတို့များဖြင့်ဘုံချင်းထဲဝင်ပြီးနှစ်ဖက်ထညက်ဆုပ်စားရတာပါဆက်တွေများအစေးပေါက်လို့တော့အမေကသူ့ငယ်ဘွားတွေကိုပြောပြတိုင်းဒီအကြောင်းကလေးပါလာတတ်သည်ကျမတို့ကလေးဘွားကစစ်ကြီးမရှိတော့လေနှစ်ဖက်ထညက်ဆုပ်စားနေရတော့ကျေးလက်တော်ရွာကအိမ်တိုင်းမှာထညက်တောင်ပဲလော်တောင်ကလေးတွေထားကြမြဲဖြစ်သည်ကလေးတွေပူစားတိုင်းဒီနှမျိုးကိုခပုံစထဲထည့်ပေးလိုက်ယုံထညက်ကိုစီနှစ်ကျော်ကမြေပဲဖြစ်ယူထိုးထားသောမြေပဲယူအချက်ကြီးတွေလည်းမပြတ်တခါတရံအိမ်ကကျွေးသောတရေစာများကိုရိုးသည့်ထင်လင်ကုတ်ဖာသားကိုရှာဖွေစားတောက်ကြတာမျိုးလည်းရှိသည်ရွာအပြင်တောဆက်ကိုထွက်လိုက်ရင်အတန်းလိုက်ပေါက်နေသောတရုတ်မကြီးပင်တွေစီကတရုတ်မကြီးခွေများသည်လဲကျမတို့အတွက်တရေစာဖြစ်သည်ရွာကတော့စေးမကြီးသည်ဟုခေါ်ကြသည်တောထဲမှာနေရအနှံ့ရှိနေတတ်သောတရက်ပင်ကြီးတွေတီးချိန်မှာတော့စားတစုပ်ခပုန်နဲ့ထဲကတရက်သီးစိမ့်နဲ့တို့စားကြသည်ပါဇက်တွေမှာတရက်စီပူလောင်ကအနာတွေပေါက်မှအစားရကြသည်လောက်စလုံးလေးတွေလွယ်အိတ်တလုံးနဲ့ထဲတွေကလောင်လေးကွာတလက်ဖြစ်ငှက်ပစ်ထွက်ရာကပြန်လာသောအကိုတွေတဲလာသမျှအစာကလေးဇရက်ငုံခါစသည်ငှက်များကိုလည်းကင်စားတကြသေးသည်မြေရည်ကြချိန်တွင်ဝါးချိန်တော်တဲ့ပိတ်ကြံရခဲတတ်သည့်ကြမဆွဲငါးကလေးများကိုစကားကုန်းများဖြင့်လိုက်ဖမ်းကမီးဖုတ်စားကြ၏ပဲမော်တိုက်ပေါ်ကပဲမော်ရိတ်ကြတက်ဦးတက်ကြသောကြက်ဥများကိုထမင်းအိုးပူတဲ့မြုပ်ကကြက်ဥမကြက်တကြက်လှုပ်စားကြသည်ဒီလိုအကောင်ပလောင်တွေစားကြတာလူကြီးတွေသိသွားလျင်တော့အဆူအရိုက်ခံရတတ်သည်ဟဲ့ကလေးတွေစားစရာများရှားလွန်းလို့တော့သူတကအသက်ကိုတရေစာလှုပ်စားရတယ်လို့ကို့တော်များစားစရာဘယ်မှာနှိုက်ပေါ်ချက်ဟာကိုကြီးတော့ပြောလဲပြောစရာရွာမှာတော့နှိမ့်လည်နှိမ့်ခင်းရင်နှွေးမြည်စရာတရေစာအမျိုးမျိုးတော့စပွဲပေါ်မှာရှိနေတတ်သည်ပဲပင်ပေါက်တော့ငှက်ပြောဖူတော့ကြောက်ပွင့်တော့နွားအချင်းတော့စသည်ရွာထွက်လက်တော့စုံမျိုးစုံကိုလည်းမကြစားရတတ်သည်ကျမတို့ရွာထဲပဲမျိုးစုံစိုက်တော့ရွာဆိုတော့ပဲကိုတရေစာအမျိုးမျိုးလှုပ်ရှားကြသည်လည်းရှိပါ၏ပဲပြုတ်စီစံပဲပွားကြောပဲရီဖွားဘရာကျော်စသည်ဖြင့်ပဲကိုအပြတ်မခံတမ်းစားကြသူများဖြစ်သည်တရေစာများနှင့်နွယ်သောလွမ်းစာကလေးတွေကလည်းရှိတတ်ပြန်သည်အော်ငါပြောဘူးကလေးတုတ်တော့ငါမောင်ကိုနေမွှေးကိုတတိယချက်တော့သူစားချင်ရင်ဘယ်လောက်မူလာအမငါပြောဘူးတုတ်ကြွေးစားမအောင်ဟာနဲ့ချော့သေးတာစူဆဲလွတ်လဲတဟဲဟဲနဲ့မနာတက်ရှာဘူးဒင်းအသက်တော်ပါတော့ငါပြောဘူးတုတ်ရင်ကမျက်ရည်စကလေးတွေကိုအင်ကြီးလက်မောင်းစဖြင့်တို့ကငိုတက်တော့ကြီးတော်ကိုတတိယမိပါ၏ကျမတို့ရွာတွင်အစစ်မြစ်ဆုံးတရေစာကတော့ဥပြည့်ဤခောက်ဆွဲတုတ်ဖြစ်သည်နှဲလေနှိတ်ခင်းထန်းတောင်းကြီးတစ်ဖက်တစ်ချက်ဖြင့်ရွာလေညောင်ပင်အောက်ရောက်လာတတ်တော့ဥပြည့်ဤခောက်ဆွဲတုတ်ကရွာမှာဝယ်စားရသောတမျိုးထဲသောတရေစာဖြစ်တော့၏ဝယ်စားရမှာလဲငွေပေးဝယ်ရတာမျိုးမဟုတ်ခောက်ဆွဲတပွဲပဲတစလဲဖလဲစားရတာမျိုးသားဖြစ်၏ဥပြေးကလည်းနှိမ့်စင်နေတိုင်းလာတာမဟုတ်သလိုရွာကလည်းခောက်ဆွဲတယ်လာတိုင်းဝယ်စားကြတာမဟုတ်ဒီကနေ့ပါဆက်ပြင်းလှတဲ့အေးငပြည့်ခောက်ဆွဲနဲ့ရှာလှော်လိုက်အောင်မယ်တခါတရံမှသာအပြင်းပြေသဘောမျိုးမြက်ကလေးစားလို့ဒီသဘောသားဖြစ်၏မြင်းချံလိုမျိုးကိုအယောင်အပေါက်ရှိသူများထမှမျိုးပြန်လက်ဆောင်ရတတ်သောဗန်းမုတ်ပေါင်မုတ်ချမ်းကိုထညက်ရည်ဖြင့်နွားတို့စမ်းစားရသည့်အခါမျိုးဆိုလဲကျမတို့ကလေးများအဖို့နတ်တုတ်တရာသမျှအရာသာထူလာပြီရိုးရာစာများနဲ့အသားကျနေတော့လဲပေါင်မုတ်ထညက်ရည်စမ်းသည်ပင်ခင်မိသောတည်စာဖြစ်နေတာမဟုတ်လား
ကို့ရွာကို့တော်ရှိတိုင်းရရစားရသည်ဆိုတော့လေလက်ကလည်းလက်ဆက်အာဟာရကလည်းပြေမြန်မာကတွင်နဲ့လည်းအဟမ်းမိကြသည်အခုတော့ကျမတို့တွေမြို့ကြီးမှာနေကြရသူတွေဆိုအောင်တော့ရိုးရစာတွေနဲ့ဝေးရပြီလို့တော့မဆိုတာပါမန္တလေးမှာရိုးရတရေစာမုတ်တွေရနိုင်စားနိုင်ကြပါ၏မနက်ခင်းဈေးတွေမှာနေ့လည်နေခင်းလမ်းဘေးတွေမှာအငွေ့1000ရိုးရစာကလေးတွေခင်းချင်းရောင်းချလျက်ရှိပါသည်သို့တော့ကို့အိမ်မှာကိုလို့စားရသည့်တရေစာမျိုးတော့မဟုတ်နိုင်တော့ပြီစားတုတ်သွားတုတ်ပြေးကြလွှားကြရတာဆိုတော့တရေစာမုတ်ကိုအိမ်မှာတကန်းတကလောက်စားရတာမျိုးအခြေအနေမပေးတော့တာလဲပါပါလိမ့်မည်ကျမစိတ်ထင်ခင်မီမုံနီးပညာတွေကလည်းစုံရွေးချယ်ခွင့်တွေကလည်းများမုတ်တွေကလည်းတန့်ရှင်းလှလှပပအသင့်ထုတ်ပေါ်ပြီးသားဆိုတော့အရှိမြောက်ဖက်စီကလိမ့်ဝင်လာတတ်တော့ခဲဆက်ကိုသွင်းရောင်စုံမုတ်ထုတ်ကလေးတွေခစ်စားလာပုံရသည်ဒီထဲမှာကျမတို့မိသားစုလည်းမလွန်မိတ်ဆွေတွေအိမ်လာလဲကြတော့လဲသမီးအတွက်မုတ်ထုတ်တွေပါလာတတ်ကြသလိုကျမအိမ်သားမြို့ထဲသွားတော့လဲတပတ်စာအထားခံတဲ့မုတ်ထုတ်တွေကိုပဲဝယ်ခိုင်းနေရပြီသမီးကလေးကလည်းဒီတရေစာတွေကိုနှစ်ချိုင်နေပြီအမေပြောသလိုတရေစာကတဆင်မူတီတာပွားနိုင်ဖို့ကျုပ်တို့ကလည်းစားပါရတော့လုံးယုံကလွဲ၍ကျမတို့လည်းမတတ်တာတော့စိတ်ရောက်တော့လေတောတရေစာကလေးတွေသမီးကလေးကိုအကျွေးချင်တာစားမှစားတတ်ပါမလားမသိဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ထူရေးသားထားတဲ့တောတရေစာဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်